Many fish, many fishes. Which one is correct? Fish ကိုအများအနေနဲ့သုံးတဲ့အခါမှာ many fish လို့လည်းသုံးလို့ရတယ်လို့ many fishes လို့လည်းသုံးလို့ရတယ်။နှစ်ခုလုံးကမှန်တယ်။အဲ့ဒါဆိုရင်သူတို့နှစ်ခုကြားကဘာကကွာလို့လဲအမြဲတမ်းပဲဘယ်ဟာသုံးရတာလားဆိုတော့လည်းမဟုတ်ဘူး။ So many fish ဆိုတာကအမျိုးအစားတစ်မျိုးတည်းငါးမျိုးစားတစ်မျိုးတည်းဒါပေမဲ့ငါးတွေအများကြီးဒါဆိုလို့ရှိရင်တော့ many fish လို့ပြောမယ် For example like I saw many fish in the tank အဲ့တော့အဲ့ဒီ tank ထဲမှာတွေ့ခဲ့တဲ့ many fish ဆိုတာကအများကြီးမဟုတ်တစ်မျိုးတည်းနောက်တစ်ခု next one like fishes ဆိုတာကကြတော့အမျိုးအစားအများကြီး many species အမျိုးအစားတစ်ခုထပ်ပို့ပြီးတော့မှရှိတယ်ဆိုလို့ရှိရင်ငါးမျိုးစားတစ်မျိုးထပ်ပို့ပြီးရှိတယ်တစ်ကောင်ထပ်ပို့ပြီးရှိတယ်ဆိုရင် you have to say many fishes For example like that the ocean is home to many fishes ဆိုတော့ ocean ဆိုတာကဒီ fish အမျိုးအစားပေါင်းအများကြီးနေတဲ့ home အဲ့လိုမျိုးပေါ့နော်ဆိုတော့နားလည်သွားပြီလို့ထင်ပါတယ်အတန်းထဲမှာဆိုလို့ရှိရင်တသားတို့မိမိတို့ကအမြဲမိရပေါ့နော် teacher fish ကဘာလို့ es မှတ်ထည့်ရလဲ teacher fish ကို es ထည့်တဲ့ဟာတွေတွေ့တယ်ဆိုပြီးမေးကြလို့ပေါ့နော်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်နားလည်သွားပြီလို့ထင်ပါတယ် many fish many fishes both of them are correct bye bye